ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကရောမမြို့ရဲ့နိုင်ငံရေးစနစ်ကိုကြည့်မယ်ဆိုရင်ရောမဟာ Roman Republic ရိုမန်သမ္မတနိုင်ငံအနေနဲ့တည်ရှိခဲ့ပြီးတော့ရောမသားတွေဟာဘုရင်စနစ်ကိုအလွန်ယွန်ရှာကြပါတယ်။အဲဒါကြောင့်ပဲလွန်ခဲ့တဲ့နှစ်ပေါင်း900လောက်ကတည်းကနောက်ဆုံးဘုရင်ကိုတော်လှန်မောင်းထုတ်ခဲ့ပြီးဘယ်သူမှတူဦးတဲ့အကျွမ်းမဲ့အာဏာရှင်မဖြစ်လာစေဖို့အထက်လွှတ်တော်နဲ့အုပ်ချုပ်တဲ့ဒီမိုကရေစီစနစ်တစ်ခုကိုတည်ဆောက်ထားခဲ့ကြတာပါ။ဒါပေမဲ့ BC 100လောက်မှမွေးဖွားခဲ့တဲ့ဂျူလီယက်စီဇာပေါ်လာချိန်မှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။ဂျူလီယက်စီဇာတာမန်စစ်သူကြီးတယောက်မဟုတ်ပါဘူး။သူဟာအင်မတန်ထက်မြက်တဲ့စီးရေးပါရမီရှင်စကားပြောအလွန်ကောင်းတဲ့နိုင်ငံရေးသမားပြီးတော့တာမန်ပြည်သူတွေရဲ့ဘဝကိုနားလည်ပြီးသူတို့ရဲ့ချစ်ချင်းမြတ်တာတွေရယူနိုင်ခဲ့တဲ့ခေါင်းဆောင်တယောက်ပဲဖြစ်ပါတယ်။သူဟာဂေါ်ရဆိုတဲ့ယခုခေတ်ပြင်သစ်နိုင်ငံကိုသိမ်းပိုက်ပြီးနောက်မှာရောမအင်ပါယာကိုအစမတန်ကျေပြန့်လာစေခဲ့သူဖြစ်ပြီးတော့သူရဲ့စစ်တပ်ဟာသူ့ကိုနတ်ဖျားတစ်ပါးလို့ကိုးကွယ်ကြပါတယ်။ဒီလိုနဲ့စီဇာအာနာအရင်ကြီးလာတဲ့အခါရောမလွတ်တော်အမတ်တွေဟာသူ့ကိုကြောက်ရွံ့လာကြပြီးစီဇာကိုအာနာဆွန့်ဖို့အတွက်ဖိအားပေးလာကြပါတယ်။ဒါပေမဲ့စီဇာအာနာမဆွန့်ပဲသူရဲ့စစ်တပ်နဲ့အတူရောမမြို့ကိုပြန်လည်ချီတက်လာရာကနေပြည်တွင်းစစ်စတင်ပါတော့တယ်။အဲ့ဒီစစ်ပွဲမှာစီဇာသူ့ရဲ့ပြိုင်ဘက်ဟောင်းရောမရဲ့နောက်တဲ့စစ်သူကြီးတယောက်ဖြစ်တဲ့ဖုန်ပေးကိုအနိုင်ယူချေမှုန်းနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲစီဇာရောမရဲ့ပြိုင်ဘက်ကအာနာရှင်တယောက်ဖြစ်လာခဲ့ပြီးလွတ်တော်ကသူ့ကိုတသက်တာအာနာရှင်အဖြစ်တရားဝင်ကြီးညာပေးခဲ့ရပါတယ်။ဒီအချက်ကပဲရောမရဲ့သမ္မတနိုင်ငံစနစ်ကိုထိမ့်သိမ်းခြင်းနဲ့ဒီမိုကရေစီကိုမျက်နှာတဲ့အထက်လွတ်တော်အမတ်တွေကိုအဆုံးစွန်သောကြောင်းရွံ့မှုစီကိုတွန်းပို့လိုက်သလိုဖြစ်လာပါတယ်။ဒီလိုနဲ့စီဇာမကြခင်ဘရင်အဖြစ်ခံယူတော့မယ်။ငါတို့ရောမသားတွေဟာသူ့ရဲ့ကျွန်ဖြစ်ရတော့မယ်ဆိုတဲ့အတီးကနိုင်ငံရေးသမားတွေရဲ့ရင်ဘတ်ထဲမှာဘီးလို့တောက်လောင်လာပါတော့တယ်။ဒီသမိုင်းဝင်အဖြစ်အပျက်တွေအာဏာလုပွဲတွေနဲ့လှုပ်ချံမှုကြီးအကြောင်းကိုရှေးခေတ်ဂရိသမိုင်းဆရာကြီးပလူတက်ကမှတ်တမ်းတင်ရေးသားခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာပြီးနောက်ခရစ်နှစ်1599ခုနှစ်မှာတော့အင်္ဂလန်နိုင်ငံကဘာကျော်ပြဆက်ဆရာကြီးဝီလျံရှိတ်စပီးယားဟာအဲ့ဒီသမိုင်းမှတ်တမ်းတွေကိုဖတ်ရှုပြီးအခုဒီဗီဒီယိုမှာပြောပြမဲ့ဂျူလီယက်စီဇာဆိုတဲ့နိုင်ငံရေးအဖြစ်ဆိုပြဆက်ကြီးအဖြစ်အသက်သွင်းခဲ့တာပဲဖြစ်ပါတယ်။ရှိတ်စပီးယားဒီပြဆက်ကိုရေးရတဲ့အဓိကအကြောင်းရင်းကတော့အဲ့ဒီအချိန်ကအင်္ဂလန်နိုင်ငံရဲ့နိုင်ငံရေးအခြေအနေကြောင့်ပဲဖြစ်ပါတယ်။1599ခုနှစ်မှာအင်္ဂလန်ကိုအုပ်ချုပ်နေတာအဲလီဇဘက်ဘုရင်မကြီးတစ်ဖြစ်ပြီးတော့အဲ့ဒီအချိန်မှာဘုရင်မကြီးဟာအသက်60ကျော်အရွယ်ရောက်နေပါပြီ။ဒါပေမဲ့သူ့မှာနန်းမွေဆက်ခံမဲ့သားသမီးမရှိတာကြောင့်အင်္ဂလန်ပြည်သူတရက်လုံးဟာကြီးမားတဲ့ကြောက်ရွံ့မှုကြီးတစ်ခုနဲ့အသက်ရှင်နေကြရပါတယ်။အဲ့ဒါကတော့ဘုရင်မကြီးကွယ်လွန်သွားရင်တိုင်းပြည်ကိုဘယ်သူအုပ်ချုပ်မလဲ။ခေါင်းဆောင်လူပွဲတွေဖြစ်ပြီးတိုင်းပြည်ကြီးတွေးချောင်းစီးတဲ့ပြည်တွင်းစစ်ကြီးတဲ့ကြောက်ရွံ့သွားတော့မလားဆိုတဲ့စိုးရိမ်စိတ်ပဲဖြစ်ပါတယ်။ဒီလိုအခြေအနေမှာရှိတ်စပီးယားဟာပြည်သူတွေနဲ့နိုင်ငံရေးသမားတွေကိုပညာပေးအသိပေးချင်တာကြောင့်အလွန်ပါနတ်စွာနဲ့အင်္ဂလန်ရဲ့ပြဿနာကိုတိုက်ရိုက်မရေးပဲရောမသမိုင်းကိုအမှန်တချက်လို့အသုံးပြုပြီးတော့ဒီပြဆက်ကိုဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။အခုကစပြီးဝီလျံရှိတ်စပီးယားရဲ့ဂျူလီယက်စီဇာပြဆက်အကြောင်းစတင်ပါတော့မယ်။မြို့တစ်မြို့လုံးဟာအသက်ဝင်လှုပ်ရှားနေပြီးလမ်းမတွေပေါ်မှာလူတွေဟာစီကားနေပြီးတော့တာမန်ပြည်သူတွေဟာသူတို့ရဲ့အလုပ်တွေကိုပြစ်ထားပြီးကောင်းဆုံးဝတ်စားတွေဝတ်ဆင်ပြီးရောက်လာကြပါတယ်။သူတို့အားလုံးစုဝေးနေကြတာကလူတစ်ယောက်တည်းအတွက်ပါ။သူကတော့ရောမရဲ့အတော်ဆုံးနဲ့ရဲစက်မှုအရှိဆုံးစစ်သူကြီးဂျူလီယက်စီဇာပဲဖြစ်ပါတယ်။စီဇာဟာသူ့ရဲ့ပြိုင်ဘက်ဟောင်းဖွန်ပေရဲ့သားတွေကိုအောင်ပွဲကန်ချေမှုန်းပြီးနောက်ရောမကိုပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။တာမန်ပြည်သူတွေကဂုံရင်အားရစွာအော်ဟစ်အားပေးနေချိန်မှာရောမရဲ့ထိပ်တဲ့နိုင်ငံရေးသမားတွေနဲ့အထက်လွတ်တော်အမတ်တွေကတော့ဒီမြင်ကွင်းကိုကြောက်ရွံ့မုန်းတီးစွာနဲ့စောင့်ကြည့်နေကြပါတယ်။သူတို့အတွက်တော့စီဇာဟာကေတင်ရှင်မဟုတ်ပါဘူး။အန်ဒီရဲ့တစ်ခုပါ။စီဇာဟာအာဏာအရင်ကြီးလာပြီးလူကြိုက်အရင်များလာနေပြီ။ Roman Republic ဆိုတာဘုရင်တစ်ပါးတွေကအုပ်ချုပ်တဲ့စနစ်ကိုအမြင့်ဖြတ်ဖို့တည်ဆောက်ထားတာဖြစ်ပေမဲ့အခုတော့စီဇာဟာဧကရာဇ်တစ်ပါးလို့ပြုမှုနေပါပြီ။ရုတ်တရက်ဆူညံနေတဲ့လူအုပ်ကြီးရဲ့အတန်တွေကိုဖျက်ကျော်ပြီးအတန်တန်ထွက်ပေါ်လာပါတယ်။မျက်မမြင်ဗီဒင်ဆရာတယောက်ကမတ်လ15ရက်နေ့ကိုတတိထားပါလို့စစ်သူကြီးစီဇာကိုတိုက်ရိုက်လမ်းអော်လိုက်ပါတယ်။ဒါပေမဲ့ဂုံမာနာတွေတလူလူလွတ်နေတဲ့စီဇာဟာအဲ့ဒီဗီဒင်ဆရာကိုအယူတယောက်လိုတမတ်ကလစ်လူရှုပြီးဆက်လျှောက်သွားပါတယ်။စီဇာရဲ့အကြီးမားဆုံးအားနည်းချက်ဖြစ်တဲ့မာနထောင်လွှားမှုဟာသူမစီရှိတဲ့မှာရောက်လာတဲ့အန်ဒီယိုတောင်မမြင်နိုင်အောင်ဖုံးကွယ်သွားစေခဲ့ပါတယ်။ဒီလိုနဲ့လူအုပ်ကြီးရှေ့ကိုဆက်ရွှေ့သွားတဲ့အခါဖုံတူတဲ့လမ်းမပေါ်မှာလူနှစ်ယောက်ကျန်နေခဲ့ပါတယ်။တစ်ယောက်ကတော့ညံများတဲ့နိုင်ငံရေးသမား Cassius ပါ။နောက်တစ်ယောက်ကတော့ Marcus Brutus ဖြစ်ပြီးတော့ Brutus ဟာရောမရဲ့ကိုချင်းတရားစံပြဖို့ကိုတူးလည်းဖြစ်ပါတယ်။ပြီးတော့သူဟာအလွန်ဂုဏ်သိက္ခာရှိသူဖြစ်ပြီးအရေးကြီးဆုံးကတော့သူဟာစီဇာရဲ့အခြေဆုံးတင်ငယ်ချင်းတစ်ယောက်ဖြစ်ပါတယ်။ဒီအချိန်မှာ Cassius ဟာသူတစ်ယောက်တည်းစီဇာကိုမပြုတ်ချနိုင်ဘူးဆိုတာကောင်းကောင်းသိလို့သူ့အနေနဲ့ Brutus ကိုလိုအပ်နေပါတယ်။ Cassius ဟာနိုင်ငံရေးအရာလှုပ်ကြံတက်ဖြတ်မှုကိုနိုင်ငံအတွက်မြင့်မြတ်တဲ့ဆွန့်လွတ်အနစ်နာခံမှုကြီးတစ်ခုအဖြစ်ပြည်သူတွေကိုမြင်လာအောင်လို့
Brutus ရဲ့အပြစ်အနာစာမရှိတဲ့ဂုဏ်တိခါကိုသူလိုအပ်နေတာဖြစ်ပါတယ်။ဒါကြောင့်ပဲ Cassius က Brutus ကိုလက်စားသွေးဆောင်မှုတွေစတင်มาတော့တယ်။ဒီလိုနဲ့မထင်မှတ်ပဲ Cassius က Brutus စီကနေသူအရင်ကြားချင်နေတဲ့စကားမျိုးကိုကြားခွင့်ရခဲ့ပါတယ်။အဲ့ဒါကတော့ Brutus ဟာသူစီဇာကိုချစ်ပေမဲ့ပြည်သူတွေဟာစီဇာကိုပြည်ရင်အဖြစ်တင်မြှောက်လိုက်ပြီးစီဇာအာနာရှင်တယောက်ဖြစ်သွားမှာကိုသူအလွန်စိုးရိမ်နေကြောင်းဖြစ်ပါတယ်။ဒါဟာ Cassius တယောက်အလွန်ကြားချင်နေတဲ့စကားပဲဖြစ်ပါတယ်။ Brutus ကတော့အရန်ကိုစိတ်ရှုပ်ထွေးနေခဲ့ပါတယ်။ Brutus ဟာမူဝါဒကိုခေါင်းဆဲသူတယောက်ဖြစ်ပြီး Cassius ကတော့ Brutus ရဲ့အကြီးမားဆုံးစိုးရိမ်မှုဖြစ်တဲ့ရောမရဲ့ဒီမိုကရေစီစနစ်ကြီးပြတ်သုံးသွားမလားဆိုတဲ့အချက်ကိုအတိအကျအသုံးချပြီးတော့တွေးထူးနေခဲ့ပါတယ်။စီဇာထုတ်ခွာသွားပြီးနောက် Cascas ကိုတဲ့နိုင်ငံရေးသမားတယောက်က Brutus နဲ့ Cassius တို့ပြီးနားလာပြီးတင်းစကားပို့ပေးပါတယ်။အဲ့ဒါကတော့စီဇာဟာဘီယင်တရဖူဆက်တချင်း၃ချိန်တိတိလက်ခံခဲ့ရပြီးရင်းဆိုင်ခဲ့တယ်ဒါပေမဲ့လည်းရင်းဆန်မှုအမူအရာတွေဟာတစ်ချိန်တစ်ချိန်ပိုပြီးအားနည်းလာတယ်လို့သူကဆိုပါတယ်။ဒါကြောင့်စီဇာဟာအကျွမ်းမဲ့အာဏာရှင်အဖြစ်အုပ်ချုပ်ဖို့ပြင်ဆင်နေပါပြီဆိုပြီးရှင်းလင်းတဲ့သတင်းစကားတစ်ခုကို Brutus ကြားသိလိုက်ရပါတယ်။ဒီလိုနဲ့ Brutus ဟာစိုးရိမ်ထိတ်လန့်မှုတွေအသွေးလူမှုတွေနဲ့အတူအိမ်ကိုပြန်သွားခဲ့ပါတယ်။အဲ့ဒီညမှာတင် Cassius ဟာတာမန်ပြည်သူတွေလိုရေးသားဟန်ဆောင်ထားတဲ့စာတုတွေအများကြီးကိုလက်ရည်အမြင့်မြင့်နဲ့ဖန်တီးပါတော့တယ်။အဲ့ဒီစာတွေထဲမှာစီဇာရဲ့အာဏာရှင်စနစ်ကိုတားဆီးပေးဖို့ Brutus ကိုတောင်းပန်ထားပြီးညသကောင်ရဲ့အချိန် Brutus ရဲ့ပတင်းပေါက်ကနေတစ်ဆင့်ပြစ်သွင်းဖို့သူကြံစည်ထားပါတယ်။ရောမမျိုးပေါ်မှာခါမှမကြုံဘူးလောက်အောင်ကြောက်မက်ဖွယ်ကောင်းတဲ့မိုးတက်မုန်တိုင်းကြီးတိုက်ခတ်နေပြီးကောင်းကင်ရံကနေမိတောက်တွေကျလာနေပါတယ်။ဈေးထဲမှာလည်းချင်းလေးတွေတွာလာနေပြီးတင်းချိုင်းကကူတွေပွင့်လာတယ်လို့တော့လူတွေကကြောက်လန့်တကြားပြောဆိုနေကြပါတယ်။ဒီလိုတဘာဝလွန်ဖြစ်ရတဲ့ရှေ့စပီးယားရဲ့ပြဇက်တွေမှာတာမန်ရာသီဥတုအခြေအနေတွေမဟုတ်ပါဘူး။ဒါဟာမကြခင်ကြားရောက်လာတော့မဲ့နိုင်ငံရေးပြဿနာနဲ့ခေါင်းဆောင်တယောက်ကိုလုံးကြောင်တက်ဖြတ်တော့မဲ့တဘာဝနဲ့ဆန့်ကျင်တဲ့ရုပ်မှမှုကြီးကိုစားပြုနေတဲ့လက္ခဏာပြရုပ်တစ်ခုပဲဖြစ်ပါတယ်။ဒီလိုအပြင်ဘက်မှာမုန်တိုင်းတွေထန်နေချိန်မှာ Marcus Brutus ရဲ့စိတ်ဟာလည်းမတိမငြိမ်နဲ့ကတောင်ကညင်းဖြစ်နေရပါတယ်။သူဟာသူ့အိမ်ရဲ့ခြံဝင်းထဲမှာအိမ်မပြောနိုင်ပဲခောက်တုံခောက်ပြန်လမ်းလျှောက်နေပါတယ်။သူ့ရဲ့စပွဲပေါ်မှာတော့ Cassius ပြစ်သွင်းလိုက်တဲ့စာတုတွေရောက်နေပြီးဒီစာတွေကိုဖတ်ပြီး Brutus ဟာရောမပြည်သူတွေဟာအာဏာရှင်စနစ်ကနေကယ်တင်ဖို့သူ့ကိုအားကိုးနေကြတယ်လို့အခိုင်အမာယုံကြည်နေပါတော့တယ်။ဒီညမှာ Brutus ဟာသူ့ကိုသူစင်ကြေပေးတဲ့စကားတစ်ခွန်းရှိပါတယ်။ငါအနေနဲ့စီစားပုံမှာဘာပုဂ္ဂိုလ်ရေးအမုန်းမှမရှိဘူး။ဒါပေမဲ့ပြည်သူတွေအတွက်သူ့ကိုဖယ်ရှားရမယ်။သူ့ကိုမွေဟောက်ဦးတစ်လုံးလိုသဘောထားရမယ်။ဦးထဲကနေအကောင်ပေါက်လာရင်သူဟာအစိတ်ပြင်းတဲ့မွေးတကောင်ဖြစ်လာလိမ့်မယ်။ဒါကြောင့်သူအကောင်မပေါက်ခင်ဦးထဲမှတင်ဖောက်မထွက်နိုင်အောင်တပ်ပြရမယ်ဆိုပြီးတော့ပေါ့။ Brutus ဟာတကယ်တမ်းအပြစ်မလုပ်ရသေးတဲ့သူ့တင်ငယ်ချင်းကိုနောက်တစ်ချိန်မှာအပြစ်လုပ်လာနိုင်တယ်ဆိုတဲ့ဖြစ်နိုင်ခြေတစ်ခုတည်းနဲ့တင်ကြိုတင်ပြီးတပ်ဖြတ်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ဒီလိုနဲ့မချခင်မှာပဲမျက်နှာကိုဝိယုံနေနဲ့အုပ်ထားတဲ့ Cassius နဲ့လောက်ကြံမဲ့သူတွေဟာ Brutus ရဲ့ခြံဝင်းထဲကိုရောက်လာကြပါတယ်။သူတို့အားလုံးစီစာကိုတက်ဖို့တစ္ဆာဆိုကြမယ်လို့ပြောတဲ့အခါ Brutus ကသားပါတယ်။ငါတို့လောက်ရက်ကဖြောင်းမဲ့မှန်ကန်နေဆိုရင်ဘာကြိမ်ဆိုမှုမှမလိုဘူးလို့သူကဆိုပါတယ်။ပြီးတော့ Cassius ကစီဇာရဲ့ညာလက်ယုံ Mark Antony ကိုပါတဘာတဲ့တပ်ဖြစ်ဖို့အကြံပြုပါတယ်။ဒါပေမဲ့ Brutus ကညှင်းပယ်လိုက်ပါတယ်။သူကငါတို့ဟာနိုင်ငံကိုကယ်တင်မဲ့သူတွေပဲရက်ဆက်တဲ့လူတပ်သမားတွေမဟုတ်ဘူး။အဓိကခေါင်းဖြစ်တဲ့စီဇာကိုတပ်ဖြတ်လိုက်ရင်လက်ယုံဖြစ်တဲ့ Antony ကဘာမှမလုပ်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့မှ Brutus ကပြောခဲ့ပါတယ်။ဒီလိုနဲ့လောက်ချင်မဲ့သူတွေပြန်ထွက်သွားချိန်မှာ Brutus ရဲ့ဇနီးဖြစ်သူ Portia ကရောက်လာပြန်ပါတယ်။သူမဟာခင်ဗျန်းဖြစ်သူစိတ်ဆင်းရဲနေတာကိုရိပ်မိလို့ဘာတွေဖြစ်နေရလဲဆိုတာကိုပြောပြဖို့တောင်းဆိုပါတယ်။ဒါပေမဲ့ Brutus ကနေမကောင်းနေလို့ပါလို့လိန်တဲ့အခါဇနီးဖြစ်သူ Portia ကသူမရဲ့ပေါင်ကိုဓာတ်နဲ့ထိုးပြလိုက်ပါတယ်။ပြီးတော့ဒီလိုဆိုပါတယ်။ကြည့်ပါကျမဟာခင်မွန်းတင်ရဲ့လိုဝက်ချက်ကိုတော့ညဝေမကန်စားရလောက်အားနေတဲ့မိမမဟုတ်ဘူးဆိုပြီးတော့မှရောမခေတ်ကအမျိုးသမီးတွေရဲ့ကြံ့ခိုင်မှုနဲ့လင်မယားနှစ်ယောက်ကြားကမက်ဆိုင်တဲ့ယုံကြည်မှုကိုပြသခဲ့ပါတယ်။မနက်ခင်းမိုးနှင်းလာလို့နေအောင်ထွက်လာချိန်မှာတော့စီဇာရဲ့အိမ်မှာလည်းအခြေအနေတွေကတင်းမာနေပါတယ်။စီဇာရဲ့ဇနီးဖြစ်သူရေဖူနီယာဟာတညလုံးအိမ်မက်ဆိုးတွေမှတ်ပြီးလန့်နှုတ်ခဲ့တာကြောင့်သူမဟာစီဇာကိုအနာကပ်ပြီးဒီနေ့လွတ်တော်ကိုမသွားဖို့ငိုယိုတောင်းပန်ပါတယ်။သူမရဲ့အိမ်မက်ထဲမှာစီဇာရဲ့ရုပ်ထုကြီးကနေသွေးတွေဟာပေါက်တရာလောက်ကနေပန်းထွက်နေပြီးရုံမပြည်သူတွေဟာအဲ့ဒီသွေးတွေနဲ့လက်ကိုစီးကျိုးနေကြပါတယ်လို့အိမ်မက်အချောင်းကိုစီဇာကိုပြောပြပါတယ်။စီဇာကအစပိုင်းမှာဇနီးတရဲ့စကားကိုနားထောင်ပြီးအိမ်မှာနေဖို့သဘောတူလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲ
လောက်ချံမဲ့သူတွေတဲကတယောက်ဖြစ်တဲ့ဒီရှက်ရောက်လာပြီးစီစာလွတ်တော်ကိုမလာဘူးဆိုတာတီးသွားလို့ချက်ချင်းညံ့စင်ပါတယ်လောက်ချံမဲ့သူကအရှင်မင်းကြီးဤဖျားရဲ့အိမ်မက်ကနမိတ်ဆိုမဟုတ်ပါဘူးမင်းကြီးရဲ့မြင့်မြတ်တဲ့သွေးတွေကနေရောမနိုင်ငံကြီးအသက်ပြန်ရှင်လာမယ်ပြည်သူတွေကမင်းကြီးစီကနေအသက်သွေးတွေရပါလိမ့်မယ်ကောင်းသောနမိတ်ပြခြင်းပါဆိုပြီးအကောင်းဘက်ကနေလေ့ပြောလိုက်ပါတယ်ဒါတင်မကသေးပါဘူးဒီနေ့လွတ်တော်ကမင်းကြီးကိုဘီရင်တရဖူအနှင်ဖို့ရှိတယ်မိမတယောက်ရဲ့အိမ်မက်ကိုကြောက်ပြီးမလာဘူးဆိုရင်လွတ်တော်မတ်တွေကမင်းကြီးကိုလောင်ပြောင်ကြပါလိမ့်မယ်လို့စီစာရဲ့အတောက်ကိုဆွပေးလိုက်ပါတယ်ခဏနေတော့သူ့ကိုလာခေါ်တဲ့ကျန်တဲ့လှုပ်ချံမဲ့သူတွေနဲ့အန်တိုနီတို့ရောက်လာကြပါတယ်စီစာကသူ့ကိုတတ်မဲ့လူတက်သမားတွေကိုပြုံးပြုံးရှင်ရှင်နှုတ်ဆက်ပြီးဝိုင်းအရက်တွေနဲ့အတူတူတောက်ချဖို့တော့ဖိတ်ခေါ်လိုက်ပါသေးတယ်တငယ်ချင်းဆိုတဲ့မျက်နှာဖုံးအောက်ကဓားတွေကိုတူလုံးဝမမြင်ခဲ့ပါဘူးဒီလိုနဲ့နက်နက်ခင်းနေမင်းကြီးမြင့်တက်လာချိန်မှာတော့ရုံးမမျိုးရဲ့အထက်လွတ်တော်ရှိမှလူတွေစီကားနေပါတယ်စီစာဟာလွတ်တော်စီကိုခဏထေဝါစာရှောက်လန်းလာတယ်လမ်းမှာအရင်ကသူ့ကိုတတိပေးခဲ့တဲ့မျက်မမြင်ပေးတဲ့ဆရာကိုတွေ့တော့စီစာဟာဒီလိုလမ်းပြောလိုက်ပါတယ်မတ်လ15ရက်နေ့ရောက်လာပြီပဲဆိုပြီးတော့အဲ့အချိန်မှာဘီဒင်ဆရာကလည်းမတုံမလုပ်ပဲပြန်ပြေးပါတယ်မန်ပါတဲ့စီစာဒါပေမဲ့နေ့လေတောင်မရောက်သေးပါဘူးတဲ့တစ်ချိန်တည်းမှာပဲအာတီမီတိုရက်ဆိုတဲ့ပညာရှိတစ်ယောက်ကစီစာကိုလှုပ်ချမဲ့သူတွေရဲ့နာမည်စင်းအတိအကျပါတဲ့လျှို့ဝှက်စာတစ်စောင်ကိုစီစာလက်တဲ့အတင်းတိုးထည့်ပေးပြီးအမြန်ဖတ်ဖို့တောင်းဆိုပါတယ်ဒါပေမဲ့စီစာကငါပြည်သူတွေနဲ့သက်ဆိုင်တဲ့အရာကိုရင်လုပ်မယ်ငါကိုရေးကိုတာကိုနောက်မှထားမယ်ဆိုပြီးစာကိုမဖတ်ကြည့်ပဲရည်ယူရှုထားလိုက်ပါတယ်စီစာဟာပြည်သူတွေရှေ့မှာမုံမြတ်တဲ့ခေါင်းဆောင်ကြီးတယောက်လိုပြုမှုပြလိုက်တာပါဒါပေမဲ့တကယ်တမ်းတော့သူ့ရဲ့ဒီမာနတရားကပဲသူ့ကိုတည်တွင်းတဲ့တွန်းပို့တော့မယ်ဆိုတာသူမသိခဲ့တာပါလွတ်တော်ဆောက်အောင်တဲ့ရောက်လာတာနဲ့လုံချံမြင့်သူတွေရဲ့အချမ်းစီစတင်มาတော့တယ်ပထမအဆုံးခြေလန်းအနေနဲ့စီစာရဲ့တစ္ဆာအရှိဆုံးညာလက်ယုံအန်တိုနီကိုစကားလမ်းကြောင်းလွှဲပြီးအပြင်ကိုခေါ်ထုတ်သွားပါတယ်အဲ့ဒီနောက်စီစာတယောက်တည်းအဆောင်ရှောင်းမရှိတယောက်တည်းကြံရစ်နေတဲ့ချိန်အမတ်တယောက်ဟာစီစာရှိမှဒူးထောက်ပြီးပြည်နှင်းတန်ဖိခံထားရတဲ့သူ့ညီဖြစ်သူကိုခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်တစ်ချိန်တည်းမှာပဲ Brutus နဲ့ Cassius တို့အပါအဝင်ကျန်တဲ့လှုပ်ချံမဲ့သူတွေကပါစီစာကိုဝင်းရံလာပြီးဒူးထောက်တောင်းပန်ဟန်ဆောင်ကြပါတယ်ဒါဟာစီစာကိုအနီးကပ်ဝင်ရောက်နိုင်ဖို့နဲ့သူ့ကိုလှုပ်ရှားလို့မရအောင်ပိတ်လောင်ဖို့ဖန်တီးထားတဲ့ဇက်ကွက်တစ်ခုပါပဲဒါပေမဲ့လည်းစီစာကသူတို့ရဲ့တောင်းဆိုမှုကိုပြပြတသားညှင်းဆိုလိုက်ပါတယ်ပြီးတော့ငါဟာမြောက်အရက်ကဒူဝင်ချေလိုလူမျိုးပဲကောင်းကင်မှာခြေတွေတန်းထောင်ချီရှိပေမဲ့နေရာမရွေးပဲအမြဲတည်ငြိမ်နေတဲ့ခြေဆိုလို့တလုံးပဲရှိတယ်အဲ့ဒါငါပဲလို့စီစာကကြုံဝါလိုက်ပါတယ်သူ့ကိုသူဘယ်သူမှမဖြိုလဲနိုင်တဲ့နှက်ဖြတ်တပားလို့တင်စားပြောဆိုနေတဲ့စီစာနောက်စက္ကန့်ပိုင်းကြားမှာပဲသူဟာတာမန်တွေးထွက်တတ်တဲ့တီးတက်တဲ့လူသားတစ်ယောက်ဖြစ်ပြောင်းလဲသွားမယ်ဆိုတာသူမသိခဲ့ပါဘူးယုတ်တရက်ကတ်စကာဆိုတဲ့လူတစ်ယောက်စီစာရဲ့နောက်ကျောဘက်ကနေကတ်လာပြီးငါလက်တွေကပဲငါကိုစားစကားပြောပါလိမ့်မယ်လို့အော်ဟစ်လိုက်ရင်သူ့ရဲ့တမြောင်နဲ့စီစာရဲ့လေပင်ကိုစတင်ထိုးဆိုင်လိုက်ပါတယ်လွတ်တော်တစ်ခုလုံးဗျံမသာဖြစ်သွားပြီးကြောက်လန့်တကြားအော်ဟစ်တန်တွေနဲ့အတူဂျန်နဲ့အမတ်တွေထွက်ပြေးကြပြီမဲ့လှုပ်ချံမဲ့သူတွေကတော့စီစာကိုဝိုင်းဝန်းပြီးဓားတွေနဲ့အဆက်မပြတ်ထိုးကြပါတော့တယ်အဲ့ဒီအချိန်မှာစီစာဟာကြီးကျယ်တဲ့စစ်သူကြီးပြီးလူတန်ရဲရဲချားကနေအသေးအတန်ခုခံပါတယ်ဒါပေမဲ့လူအုပ်ထဲကနေရှေ့ကိုထွက်လာတဲ့လူတစ်ယောက်ကိုသူမြင်လိုက်ရတဲ့အချိန်မှာတော့စီစာရဲ့ခုခံလို့စိတ်တွေအလုံးရပ်တန့်သွားခဲ့ပါတယ်အဲ့ဒီလူကတော့သူအခင်ဆုံးသူအယုံကြည်ရဆုံးတငယ်ချင်း Marcus Brutus ပါပဲ Brutus ကသူ့ရဲ့ဓာတ်နဲ့စီစာကိုထိုးချလိုက်ချိန်မှာစီစာဟာနာကျင်မှုထက်ပုံမနှက်ဆိုင်တဲ့နှလုံးကြေကွဲမှုနဲ့သူစကားတခုကိုရည်ရွယ်လိုက်ပါတယ်အဲ့ဒီစကားတခုကတော့မင်းယောဘဲလားမင်းဘဲလား Brutus ဆိုပြီးခန္ဓာကိုယ်ဝတန်ရာတွေကြောင့်တည်ဆုံရတာတဲ့တငယ်ချင်းရဲ့တိဆာဖောက်မှုကြောင့်နှလုံးသားကအရင်ဆုံးတည်ဆုံသွားခဲ့ရပါတယ်ဒါကြောင့်စီစာဟာသူ့ကောင်းကိုဝိယုံနဲ့ဖုံးအုပ်လိုက်ပြီးသူ့ရဲ့ပြိုင်ဘက်ဟောင်းဖုံးပဲရဲ့ရုပ်ထုချေရင်မှာပဲတွေးအိမ်ထဲလဲကျတည်ဆုံသွားခဲ့ရပါတယ်စီစာတည်ဆုံပြီးချိန်မှာဘူဒတ်စာထူးဆန်းတဲ့အမိန့်တကုတ်ပေးလိုက်ပါတယ်စီစာရဲ့တွေးတွေကိုသူတို့ရဲ့လက်တွေတောင်စစ်တွေနဲ့ဓာတ်တွေပေါ်မှာတုံလင်ကြသူတို့ဟာလွတ်လပ်ရေးကိုယူဆောင်လာတဲ့ကယ်တင်ရှင်တွေအဖြစ်ရုံးမလမ်းမတွေပေါ်မှာတွေးဆနေတဲ့လက်တွေကိုမြောက်ပြီးအောင်ပွဲခံဖို့ရည်ရွယ်တာပဲဖြစ်ပါတယ်ဘရူတက်စာသူတို့တုံလင်ထားတဲ့ဒီတွေးတွေကိုအာနာရှင်စနစ်ကနေတန့်စင်ခြင်းလို့မြင်ခိုင်းစေခြင်းပေမဲ့တကယ်တမ်းပြည်သူတွေရဲ့မျက်လုံးထဲမှာတော့သူတို့ဟာယွန်ရှာဖို့ကောင်းတဲ့လူသက်သမားတွေအဖြစ်သာမြင်တွေ့ရတော့မှာပါအဲ့ဒီအချိန်မှာပဲမတ်အန်တိုနီပြန်ရောက်လာပြီးသူ့ရဲ့ခေါင်းဆောင်သူ့ရဲ့ကြီးစိုးရှင်စီစာတွေးအိမ်ထဲမှာတည်ဆုံနေတာကိုမြင်လိုက်ရတဲ့အခါအန်တိုနီရဲ့စိတ်ထဲမှာဒေါသတွေနဲ့မိဟုံးဟုံးတောက်သွားပါတယ်ဒါပေမဲ့အန်တိုနီယာပါနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ဒေါသကိုမျိုးသိမ့်ပြီးလူချန်သူတွေရဲ့တွေးဆုံနေတဲ့လက်တွေကိုတယောက်ချင်းစီလိုက်လံစုပ်ကိုင်နှုတ်ဆက်လိုက်ပါတယ်သူကစီစာကိုဘာကြောင့်တိုက်ရတယ်လဲဆိုတဲ့အကြောင်းပြချက်ကိုပဲတောင်းဆိုပြီး
စီဇာရဲ့ဇာပနာမှာသူ့ကိုမိန့်ခွန်းပြောခွင့်ပေးဖို့တောင်းဆိုလိုက်ပါတယ်။အဲ့ဒီအချိန်မှာ Cassius ကချက်ချင်းသဘောပေါက်သွားပြီး Brutus သူ့ကိုမိန့်ခွန်းပြောခွင့်မပေးနဲ့သူလူထုကိုလှုပ်ဆော်လိုက်မယ်လို့တတိပေးပါတယ်။ဒါပေမဲ့ Brutus ဟာသူ့ရဲ့ရိုးသားဖြောင့်မတ်ခြင်းနဲ့အချက်ကြောင့်သူကိုယ်တိုင်အရင်မိန့်ခွန်းပြောပြီးမှအန်တိုနီကိုပြောခွင့်ပြုမယ်ဆိုပြီးစီကံအနေငယ်တတိပေးကဒါရဲ့ဇာပနာပွဲမှာအန်တိုနီကိုမိန့်ခွန်းပြောဖို့ခွင့်ပြုပေးလိုက်ပါတယ်။ဒီအချိန်မှာတော့လုံချန်သူတွေအားလုံးလွတ်တော်ထဲကနေထွက်သွားကြပါပြီ။လွတ်တော်ကြီးထဲမှာစီဇာရဲ့သွေးရိုင်ထွန်းနေတဲ့အယုံအလောင်းနားမှာအန်တိုနီတယောက်ဒူးထောက်ချလိုက်ပြီးဒီလိုချမ်းချင်ကတိပြုခဲ့ပါတယ်။ဒီလူသက်သမားတွေကိုခွင့်လွှတ်ဟန်ဆောင်ခဲ့တဲ့ငါ့ကိုခွင့်လွှတ်ပါစီဇာ။ဂျာခင်မှာရောမနိုင်ငံသုံးဝန်းလုံးသွေးချောင်းစီးတဲ့ပြည်တွင်းစစ်ကြီးဖြစ်လာစေရမယ်။မိခင်တွေကကိုယ့်ရင်သွေးကိုတစားစီဆွေးပြေးခံရတာကိုတောင်ပြုံးပြီးကြည်နေရလောက်တဲ့ဒီရက်ဆက်တဲ့စစ်ပွဲကြီးဖြစ်လာစေရမယ်ဆိုပြီးကတိပေးခဲ့ပါတယ်။လုံချန်သူတွေကတော့သူတို့လုံရအောင်မြင်သွားပြီလို့ထင်နေကြပေမဲ့တကယ်မုန်တိုင်းအစီကြီးဟာအခုမှစတင်တော့မှာဖြစ်ပါတယ်။အဲ့ဒီနေရာမှာရောမပြည်သူတွေဟာသူတို့ထောက်ခံထားတဲ့ခေါင်းဆောင်စီဇာဘာလို့တရားရတာလဲဆိုတဲ့အဖြစ်ကိုစောင့်နေကြပါတယ်။ဂျူလီယက်စီဇာအသက်ခံလိုက်ရပြီဆိုတဲ့သတင်းကြောင့်ထိတ်တလန့်ဖြစ်နေတဲ့ပြည်သူတွေဟာဘာတွေဆက်ဖြစ်မလဲဆိုတာသိချင်စောနဲ့လက်မတွေပေါ်မှာပြည့်ရှံနေပါတယ်။သူတို့ဟာဒေါ်လာထွက်နေတယ်လို့ကြောက်လန့်တကြားနဲ့ဖြစ်နေကြပါတယ်။ဒီအချိန်မှာ Marcus Brutus ဟာဆင်မြင့်ပေါ်တက်လာပြီးနိုင်ငံရေးသမားကောင်းတစ်ယောက်ပြီးလူဦးကြီးကိုဆင်ချင်းတုံတရားနဲ့ရှင်းပြဖို့စ조사ပါတော့တယ်။ရောမပြည်သူတို့ကျွန်တော်ပြောတာကိုနားထောင်ကြပါ။ကျွန်တော်စီဇာကိုတက်ခဲ့တယ်ဆိုတာစီဇာကိုမချစ်လို့မဟုတ်ပါဘူး။ရောမနိုင်ငံကိုပို့ပြီးချစ်လို့ပါ။စီဇာအသက်ရှင်လျက်နဲ့တင်တို့အားလုံးကျွန်းနေအဖြစ်အသက်ရှင်မလား။စီဇာတည်ဆုံးသွားပြီးတင်တို့အားလုံးလွတ်လပ်တဲ့သူတွေအဖြစ်အသက်ရှင်မလား။စီဇာဟာအောင်မြင်ခဲ့တဲ့တတိရှိခဲ့တယ်။ဒါပေမဲ့သူဟာအာနာကိုအလွန်မမိုးလွန်းတဲ့အတွက်သူ့ကိုတပ်ပစ်ခဲ့ရတာပါလို့ Brutus ကရှင်းပြပါတယ်။ဒီလိုနဲ့ Brutus ရဲ့ဖြောင့်မတ်တည်ကြည်တဲ့ပုံစံနဲ့ယုံကြည်ရှိတဲ့စကားတွေကြောင့်လူအုပ်ကြီးကချက်ချင်းပဲငြိမ်ကျသွားပြီး Brutus ကိုထောက်ခံလာကြပါတယ်။ဒီအချိန်မှာပဲအန်တိုနီဟာစီဇာရဲ့တွေးဆနေတဲ့ရုပ်အလောင်းကိုထမ်းပိုးပြီးရောက်လာပါတယ်။ Brutus ဟာဒူနိုင်သွားပြီလို့အကျွမ်းမဲ့ယုံကြည်သွားခဲ့ပြီးအန်တိုနီကိုတေဆုံးသူစီဇာအတွက်အာတုပမိတ်ကွန်ဆက်ပြောခွင့်ကိုလွှဲပေးခဲ့ပြီးသူကိုယ်တိုင်ကတော့အဲ့ဒီနေရာကနေထွက်သွားခဲ့ပါတယ်။ဒီလိုထွက်သွားလိုက်ခြင်းဟာပြည်သူတွေကသူ့ဘက်မှာရှိနေပြီလို့ထင်မှတ်ခဲ့တဲ့ Brutus ရဲ့မာကြီးတစ်ခုဖြစ်လာပါတော့တယ်။အန်တိုနီစင်မြင့်ပေါ်ရောက်လာချိန်မှာတော့ပြည်သူလူထုရဲ့ခံစားချက်တွေကပြောင်းလဲစာပြုလာပြန်ပါတယ်။အန်တိုနီယာ Brutus ကိုဆင်ရှင်တုံတရားကိုမတုံးပါဘူး။သူဟာပြည်သူတွေရဲ့နှလုံးသားနဲ့ခံစားချက်ကိုတိုက်ရိုက်ကင်လုံနိုင်မဲ့အားနဲ့တဲ့စိတ်ပညာစစ်စင်ရေးတစ်ခုကိုစတင်ပါတယ်။မိတ်ဆွေတို့ရုံးမပြည်သူတို့နိုင်ငံသားတို့ကျွန်တော်ပြောတာကိုနားဆင်ကြပါ။ကျွန်တော်ဒီကိုလာတာစီစားကိုမြုပ်နှံဖို့ပါ။သူ့ကိုချီးမွမ်းဖို့မဟုတ်ပါဘူး။ဒီလိုတင်မွေးတဲ့စကားစုလေးနဲ့အန်တိုနီယာစတင်လိုက်ပါတယ်။သူက Brutus ကိုတိုက်ရိုက်မဆန့်ကျင်ပဲအဲ့ဒီရစား Brutus ဟာဂုဏ်သိက္ခာရှိတဲ့လူကြီးမင်းဖြစ်တယ်ဆိုတဲ့စကားကိုအခါခါထပ်တလဲလဲပြောဆိုနေခဲ့ပါတယ်။ပြီးတော့စီဇာဟာအာနာမတ်တယ်လို့ဂုဏ်သိက္ခာရှိတဲ့ Brutus ကပြောတယ်။ဒါပေမဲ့စီဇာဟာစစ်ပွဲတွေကနေရောမတွေအတွက်ရွှေငွေတွေအများကြီးယူဆောင်လာပြီးခဲ့တယ်။စီရဲသားတွေငိုတဲ့အခါစီဇာကလည်းလိုက်ငိုခဲ့တယ်။ပြီးတော့ကျွန်တော်ကိုယ်တိုင်စီဇာကိုဘီယင်တရဖူ၃ချိန်ဆက်တာခဲ့ပြီးမြဲစီဇာဟာ၃ချိန်လုံးလုံးညှင်းပယ်ခဲ့ပါတယ်။ဒါဟာအာနာမတ်တာလားဒါမှမဟုတ်ဂုဏ်သိက္ခာရှိတဲ့ Brutus ကသူ့အာနာမတ်တယ်လို့ပြောနေတာပဲလားဆိုပြီး Brutus ကပြောဆိုခဲ့ပါတယ်။ဒီလိုခနဲ့တဲ့သုံးလုံးမှုတွေအောက်မှာလူအုပ်ကြီးရဲ့စိတ်ထဲမှာဂုဏ်သိက္ခာရှိတဲ့ Brutus ဆိုတဲ့ပုံရိပ်ဟာတဖြည်းဖြည်းပြူစင်းလာပါတော့တယ်။အဲ့ဒီအချိန်မှာအန်တိုနီယာစီဇာရဲ့အလောင်းပေါ်ကဖုံးထားတဲ့အဝတ်ကိုဆွဲခါလိုက်ပြီးဓာတ်တန်ရာတွေနဲ့ပြည်နေတဲ့သွေးစွန်းနေတဲ့ဝိယုံကြီးကိုလူအုပ်ကြီးရှိမှဖြန့်ပြလိုက်ပါတယ်။ပြီးတော့ Brutus ကထိုးလိုက်တဲ့စီဇာရဲ့အလောင်းပေါ်ကဓာတ်တန်ရာကိုပြပြီးအမှန်တကယ်စီဇာဟာဓာတ်တန်ရာတွေကြောင့်တည်ဆုံသွားခြင်းမဟုတ်ပဲသူ့ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်တဲ့သူကတစ္ဆာဖောက်မှုကြောင့်နာကျင်မှုနဲ့တည်ဆုံသွားရခြင်းဖြစ်တယ်ဆိုပြီးပြည်သူလူထုတွေကိုဝမ်းနည်းစွာနဲ့မိန့်ခွန်းပြောလိုက်ပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါပြည်သူလူထုတွေရဲ့မျက်ရည်တွေဟာဒေါသအဖြစ်ကိုချက်ချင်းကူးပြောင်းသွားပါတော့တယ်။ဒီအခါမှာအန်တိုနီယာနောက်ဆုံးအကြိမ်အနေနဲ့စီဇာရဲ့တည်တန်းစာကိုထုတ်ပြလိုက်ပါတယ်။စီဇာဟာသူ့ရဲ့ပိုင်ဆိုင်မှုငွေကြွေးတွေနဲ့ပုဂ္ဂလိကဥယျာဉ်ကြီးတွေကိုရောမပြည်သူတွေအတွက်အမွေအဖြစ်ချန်ထားရခဲ့တယ်ဆိုတာကိုဖတ်ပြလိုက်တဲ့အခါလူအုပ်ကြီးရဲ့ဒေါသဟာထိန်းချုပ်လို့မရဖြစ်သွားပါတော့တယ်။ဒီလိုနဲ့လူသက်သမားတွေတိစ္ဆာဖောက်တွေသူတို့အိမ်တွေကိုမိရှုချလို့အော်ဟစ်ရင်လူအုပ်ကြီးဟာ Brutus နဲ့ Cassius တို့ကိုစီဇာအတွက်ကလဲစားချေတက်ဖြတ်ဖို့ထွက်ခွာသွားကြပါတယ်။ဒီအကြောင်းကိုချက်ချင်းတင်ရလိုက်တဲ့ Brutus နဲ့ Cassius တို့ဟာအသက်လုပြီးရုံမမြို့ကနေထွက်ပြေးသွားကြပါပြီ။ဒီလိုနဲ့ရုံမမြို့ကြီးဟာစီဇာမရှိတော့တဲ့နောက်ဤတွင်းစစ်ဆိုတဲ့သွေးချောင်းစီးမဲ့လမ်းကိုဦးတည်သွားနေပါပြီ။
ဓမ္မတွေပေါ်မှာစူပုံကြောင်းမှုတွေပြီးဆုံးသွားတဲ့အချိန်မှာတော့အာနာရဲ့မျက်နှာစာအသစ်တစ်ခုပေါ်ထွက်လာပါတယ်အရင်ကစီစားရဲ့ရုပ်အလောင်းရှိမှမြည်ရကြပြီးပြည်သူတွေကိုတနာစရာကောင်းအောင်ပြောခဲ့တဲ့အန်တိုနီယာကြောက်စရာကောင်းတဲ့အာနာရှင်အဖြစ်ဖြည်းဖြည်းပြောင်းလဲလာပါတယ်ဒီလိုနဲ့အန်တိုနီယာဂျူလီယက်စီစာရဲ့မွေးစားသားဖြစ်သူအောက်တစ်ဗီယက်စ်နဲ့စစ်တူဂျီလာဗီတက်စ်တို့နဲ့ပေါင်းပြီးအခန်းချင်းလေးထဲမှာထိုင်ပြီးတည်တံပေးရမယ့်လူတွေရဲ့နာမည်စင်းကိုရေးဆွဲနေကြပါတယ်ကြောက်စရာကောင်းတဲ့အချက်ကနိုင်ငံရဲ့အာဏာအတွက်ကိုယ်သွေးချင်းသားချင်းတွေကိုတောင်မျက်တော်မခတ်ပဲတပ်ပြဖို့ဆုံးဖြတ်ခဲ့တဲ့အန်တိုနီရဲ့အီဆက်ဆက်ရက်စက်မှုကိုမြင်တွေ့ရခြင်းပါပဲအမှန်တကယ်တော့ဘရူတက်စာရောမကိုလွတ်လပ်ခွင့်ရအောင်စီစာကိုတိုက်ခဲ့တာပါဒါပေမဲ့ရလကတော့စီစာတဲ့အစပေါင်းများစွာရက်စက်တဲ့အာဏာရှင်စနစ်ကြီးတစ်ခုကိုသူကိုယ်တိုင်ဖန်တီးလိုက်တယ်လို့ဖြစ်သွားပါတယ်အချိန်တွေလအတန်ကြာကုန်ဆုံးသွားပြီးနောက်စားတဲ့မြို့အနီးကစစ်စကန်တစ်ခုမှာဘရူတက်နဲ့ကက်ဆီယက်စ်တို့ဟာအန်တိုနီကိုပြန်တိုက်ဖို့တပ်တွေစုဆောင်းနေကြပါတယ်ဘရူတက်ရဲ့ဇနီးဖြစ်သူပေါ်ရှာဟာအန်တိုနီတို့အင်အားကြီးလာတာကိုကြောက်ရွံ့ပြီးစိတ်ကြဝေဒနာခံစားရကဒီတွေးခေပူပူတွေကိုမျိုးချပြီးကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားခဲ့ရပါတယ်ဒီလိုနဲ့ဘရူတက်နဲ့ကက်ဆီယက်စ်တို့ဟာစီးရဲတိုင်ပင်ကြပါတယ်ကက်ဆီယက်စ်ကရန်သူတွေကိုဒီနေရာမှာပဲစောင့်တိုက်ဖို့အကြံပြုခဲ့ပေမဲ့ဘရူတက်ကတော့သူတို့အသက်တွေဖိလစ်ပီကိုချီတက်ပြီးတွားတိုက်ရမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်ဒါဟာဘရူတက်ရဲ့နောက်ထပ်အကြီးမားဆုံးအမှားတစ်ခုပါဘရူတက်ကိုချင်းတရားပိုင်းမှာမြင့်မြတ်ကောင်းမှုပေမဲ့စီးရဲဖြူဟာပိုင်းမှာတော့အလွန်ညံ့ဖြစ်သူဖြစ်နေပါတယ်ဒီလိုနဲ့ပဲဖိလစ်ပီလူပြင်ကြီးပေါ်မှာရိုမာအင်ပါယာရဲ့အကြီးမားဆုံးစစ်တပ်ကြီးနှစ်ခုဟာမျက်နှာချင်းဆိုင်နေရာယူထားကြပါပြီ။တစ်ဖက်မှာ Brutus နဲ့ Cassius တို့ရဲ့တပ်ဖြစ်ပြီးတစ်ဖက်မှာတော့ Antony နဲ့ Caesar ရဲ့မွေးစားသားဖြစ်သူ Octavius တို့ဦးဆောင်တဲ့တပ်တွေဖြစ်ပါတယ်။ခေါင်းဆောင်တဲ့အချင်းချင်းစကလုံးတွေနဲ့ပြင်းပြင်းထန်ထန်စစ်ခင်းပြီးနောက်မှာတော့အသေးအကျေတိုက်ပွဲကြီးစတင်မှာတော့စစ်ပွဲဖြစ်တဲ့နေ့ဟာထူးခြားစွာပဲ Cassius ရဲ့မွေးနေ့ဖြစ်နေပါပြီ။တိုက်ပွဲမှာ Cassius ရဲ့တပ်တွေဟာအရင်နေပြီးသူကိုယ်တိုင်လည်းကုန်းမြင့်တစ်ခုပေါ်ကနေစစ်ပွဲကိုဆုံးကျင်းနေပါတယ်။အဲ့ဒီအချိန်မှာပဲအမြင်အယုံတိတ်မကောင်းတဲ့ Cassius ဟာအဝေးမှာရှိနေတဲ့သူ့ရဲ့အခြေဆုံးတငယ်ချင်းဖြစ်သူကိုရန်သူတွေဝိုင်းဖမ်းသွားပြီလို့မာရွစွာထင်မြင်သွားခဲ့ပါတယ်။ဒီတဲ့အမားကြောင့်မျိုးရင်းချအားလုံးကုံဆုံးသွားပြီလို့ယူဆလိုက်တဲ့ Cassius ဟာသူ့ရဲ့ဂျုံကိုခေါ်ပြီးသူ့ကိုယ်သူအဆုံးစီရင်ဖို့အမိန့်ပေးလိုက်ပါတယ်။အကြခင်မှာပဲ Brutus ရောက်လာပြီး Cassius ရဲ့ရုပ်အလောင်းကိုမြင်သွားတဲ့အခါအချီးတုံ့လို့သွားခဲ့ရပါတယ်။ Brutus ကလက်ကျန်တပ်တွေကိုစုပြီးဆက်လက်တိုက်ပွဲဝင်ပြီးမဲ့အခြေအနေကပြင်လို့မရတော့အောင်ဆိုးရွားနေပါပြီ။ရန်သူတွေကသူ့ကိုဝိုင်းမိဖို့နီးကပ်လာချိန်မှာတော့ရှုံးနေရှင်းတဲ့တုံ့ပြန်ဘဝကိုလုံးဝလက်မခံနိုင်တဲ့ Brutus ဟာကိုပဲအဆုံးစီရင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တပည့်ဖြစ်သူကိုသူ့ရဲ့ဓာတ်ကိုကင်ထားခိုင်းပြီး Brutus ဟာအဲ့ဒီဓာတ်ပေါ်ကိုပြေးဝင်ထိုးဆိုင်ချလိုက်ပါတော့တယ်။ပြီးတော့တေဆုံးကနေနောက်ဆုံးချိန်မှာ Brutus ဟာယင်းနစ်စရာကောင်းတဲ့စကားတစ်ခုကိုခုလိုဆိုသွားပါတယ်။ Caesar အခုတော့တင်ငင်းချမ်းစွာအိတ်ဆက်နိုင်ပါပြီ။တင်းကိုတိုက်ခဲ့တော့ငါရဲ့ဆန္ဒအခုငါ့ကိုငါတိုက်တဲ့ဆန္ဒလောက်တဝက်တောင်မပြင်းပြခဲ့ပါဘူး။ဆိုပြီးသူ့ရဲ့တသက်တာလုံးအမှန်တရားအတွက်လို့ယုံကြည်ပြီးလုပ်ခဲ့တဲ့မြတွေနောက်ဆုံးမှာတော့ကိုတက်တေချင်းနဲ့ပဲအဆုံးသတ်သွားခဲ့ရပါပြီ။တိုက်ပွဲတွေပြီးဆုံးသွားချိန်မှာအန်တိုနီဟာဘရူတက်ရဲ့ရုပ်အလောင်းနာကိုရောက်လာပြီးရန်သူဖြစ်ပေမဲ့လည်းလေးစားမှုနဲ့ဂုဏ်ပြုစကားဆိုလိုက်ပါတယ်။ဘရူတက်ဟာရုံးမသားတွေအားလုံးထဲမှာအမြင့်မြတ်ဆုံးသောသူရဲကောင်းဖြစ်ပါတယ်။ကျန်တဲ့လှုပ်ချန်သူတွေအားလုံးဟာစီစားကိုမနာလိုတဲ့စိတ်နဲ့တက်ခဲ့ကြပေမဲ့သူတယောက်တည်းကသာရုံးမပြည်သူတွေရဲ့အကျိုးအတွက်မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ဘဝဟာအင်မတန်တန်ဆင်မြင့်မြတ်ပါတယ်ဆိုပြီးတော့မှဂုဏ်ပြုစကားပြောခဲ့ပေးပါတယ်။ဒီလိုနဲ့တစ္ဆာဖောက်မှုအာနာလူပွဲအတ္တနဲ့မနာလိုမှုတွေပြည့်နှက်နေတဲ့ Shakespeare ရဲ့ဒီပြဆက်ကြီးဟာသူ့ရိုင်ထဲမှာနှိကုံချုပ်သွားခဲ့ပါတယ်